ထိုင်းစာကိုအခြေခံနေစပြီးတော့ပြီးတွေကနေလေ့လာမယ်ဆိုရင်ထိုင်းပြည်က44လုံးရှိတယ်သူ့ကိုအုပ်စု3စုခွဲထားတယ်နံပါတ်1ကအမြင့်တန်းအုပ်စုနံပါတ်2ကအလယ်တန်းအုပ်စုနံပါတ်3ကအနိမ့်တန်းအုပ်စုဆိုပြီးတော့အုပ်စု3စုခွဲထားတယ်အဲ့ဒီ44လုံးပြီး44လုံးနဲ့မှနှလုံးကအလွန်အသုံးနေတဲ့အတွက်42လုံးပဲရှိတော့ပါတယ်42လုံးကိုရရင်ရပါပြီ42လုံးရရင်ရပါပြီ42လုံးရပြီဆိုတော့42လုံးလေ့လာလိုက်တဲ့အခါကျတော့42လုံးက42လုံးကိုကြက်တယ်ခေါ်ကောကိုင်ခေါ်ခိုင်ခေါ်ခိုးခေါ်နဲ့ဆိုတော့အကြာကြီးကြက်ရမယ့်အနေအထားဖြစ်ပါတယ်ကောကိုင်ခေါ်ခိုင်ခေါ်ကိုကောကိုင်ခေါ်ကြောကြံခေါ်တော့ချက်တာအကြာကြီးကြက်ရမယ်ဆိုတော့ကဗျာလေးနဲ့ကြက်မယ်ဒီ42လုံးကဗျာလေးနဲ့ကြက်မယ်ကဗျာလေးနဲ့ကြက်မယ် Thai tone classes of consonants Thai tone classes of consonants Thai B Akia Osumia 3 groups of Thai consonants Thai B Akia Osu Dongu Number 1 high tone or rising tone high tone or rising tone မြင့်တန်းအုပ်စုကိုကဗျာလေးနဲ့ဆိုမှတ်ကြည့်မယ်ခေါ်ချောထောဖောစောခေါ်ချောထောဖောစောသုံးကလို့ပြောခေါ်ခုမပါထောနှစ်ခါခေါ်ဟစ်မြင့်တန်တာ10လုံးတာမှတ်ထားပြီး rising တန်လေးရေ rising တန်လေးရေခေါ်ချောထောဖောစောသုံးကလို့ပြောခေါ်ခုမပါထောနှစ်ခါခေါ်ဟစ်မြင့်တန်တာ10လုံးတာမှတ်ထားပြီး rising တန်လေးရေနောက်ပြီးဒါအမြင့်တန်17လုံးမှာခေါ်ခုမပါဘူးအသုံးနေတဲ့အတွက်ဖယ်လိုက်မယ်ဆိုရင်10လုံးရှိပါတယ်တဲ့အဲ့လေးကိုအတူကောက်ကဗျာလေးနဲ့အဲ့လိုကြက်လိုက်မယ်ကဲနံပါတ်2အလယ်တန်းပြီးကိုထပ်ကြည့်မယ်အလယ်တန်းပြီး middle tone consonant middle tone consonant middle tone consonants အလယ်တန်းပြီးကကြတော့ကောကြောဒေါ်သောဘောအောကောကြောဒေါ်သောဘောအောသုံးခါဒေါ်သုံးခါဒေါ်သုံးခါပြီးတော့မှအလယ်တန်းပြီးဟန်ပါကိုးလုံးသာအပိုင်ချရေးအဲ့ကိုးလုံးကိုသာအပိုင်ချပြီးတော့လေ့ကျင့်မယ်ဆိုရင်ဖြည်းဖြည်းနဲ့လေ့ကျင့်သွားမယ်ဆိုဒီကိုးလုံးရသွားပြီလေတံပြီးကိုးလုံးလေတံပြီးပြီးတော့နှိမ့်တံပြီးကိုလေ့ကျင့်မယ်နှိမ့်တံပြီးကြပြလေးနဲ့မှတ်မယ်ခေါငောစောထောနောလောယောခေါငောစောထောနောလောယောရောပါမောဟောရောဒီကောင်ကြတော့ရာတန်ထွန်းရောပါမောဝဟောရောပါမောဝဟောထောပါတဲ့ပြီးလေးမှာ3ခါထပ်မှတ်ပါခေါ်ယောနောမှာတစ်ခါလောပြ
ခေါ်ယောနောမှာတခါလောပြဖောဖောသုံးခါရခေါ်ခွန်မပါခေါ်ချောနှစ်ခါခေါ်ခွန်မပါချောနှစ်ခါ23အနိမ့်တန်တာ23အနိမ့်တန်တာအနိမ့်တန်လား23အနိမ့်တန်လားအုပ်စုမှာ3ခါဖြစ်ထိုင်းပြီး40ထိုင်းပြီး40အုပ်စုမှာ3ခါဖြစ်ထိုင်းပြီး40ကပြန်ဆိုကြည့်မယ်ခေါ်ငေါ်စောထောနောလောယောရောပါမောဝဟောဟောထောထောပါတဲ့ပြီးလေးမှာ3ခါထပ်မှတ်ပါခေါ်ယောနောမှာတခါလောပြဖောဖော3ခါရခေါ်ခွန်မပါချောနှစ်ခါ23နိမ့်တန်လားအုပ်စုမှာ3ခါဖြစ်ထိုင်းပြီး40โอเคအဲ့လိုကြည့်မှာပဲရလွယ်မှာဖြစ်ပါတယ်အဲ့တော့ခေါ်ခွန်ရဲ့အသုံးနေတဲ့ပြီးကခေါ်ခွန်ရဲ့အနေနဲ့မှာဆိုခေါ်ခွန်တစ်လုံးပယ်မယ်အလေတမ်းမှာဆိုရင်တဲ့ပယ်ကြမလို့မြင့်တမ်းမှာဆိုခေါ်ခွတ်တစ်လုံးပယ်မယ်နှလုံးပယ်လိုက်မယ်ဆိုရင်42လုံးအဲနှလုံးဒီကပြလေးနဲ့လှုပ်ကြလိုက်ရင်တော့မြင့်မြတ်ဆန်းဆန်းရသွားပါမယ်